တို့ဒီဈေးတန်းတွေနဲ့ပတ်သက်လာပြီဆိုရင်ဘာတွေသိရမလဲဆိုရင်ခွဲတင်တာပေါ့နော်အရင်ဦးဆုံးပေါက်ဈေးတန်းရှိမယ်ခေါ်ဈေးတန်းရှိမယ်ဝယ်လိုဈေးတန်းကျွန်တော်လက်ရည်အဆင်မပြေရင်လည်းပြောပါနော်အဲ့တော့ဒီအချက်၃ချက်ကိုအနေနဲ့မြို့နယ်တစ်ခုမှာဆိုရင်စပြီးတော့ဒီချက်၃ချက်ကျွန်တော်သိအောင်ကြိုးစားပါအဲ့တော့ဒီချက်၃ချက်ကိုမသိနေဘူးဆိုရင်ကိုက client တယောက်နဲ့ကိုစကားပြောတဲ့အခါမှာရောင်းသူပဲဖြစ်ဖြစ်ဝယ်သူပဲဖြစ်ဖြစ်တော်တော်လေးအောက်ပါတယ်ဟုတ်ပြီအဲ့မှာတစ်ခုရှိတာကလေတော်တော်များများဒီနေ့ရက်ဒီခုနကျွန်တော်ပြောခဲ့တယ်ပေါ့နော် micro macro ဆိုရဲ micro ဆိုတဲ့သဘောတရားအဲ့ဒါကဘာလဲဆိုလို့ရှိရင်က micro ဆိုတဲ့သဘောတရားကြတော့ဒါကြတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲရက်ကွက်တစ်ခုရဲ့အသေးစားလေးပေါ့နော်ကျွန်တော်ကတော့ဟိုအသေးစားလေးကိုကြည့်တာဒါအကြီးစားကိုကြည့်တာအကြီးစား micro ဆိုတာအကြီးစားကြည့်တာအဲ့တော့ဥပမာပေါ့ micro လို့ပြောလိုက်ပြီဆိုလန်တလန်ကိုကြည့်တာနော်အဲ့တော့ကျွန်တော်တို့ဒါမျိုးနဲ့တစ်ခုရှိမယ်ဒါလို့ဆိုလို့ရှိရင်တစ်ခုလုံးခြုံငုံကြည့်မယ်ဆိုရင်ကျွန်တော်ဒါကို micro လို့သတ်မှတ်လိုက်အဲ့မှာမှတစ်ဆင့်သူ့ရဲ့မျိုးရဲ့ဟာလာတိဆောက်မှုတွေရှိမယ်လမ်းတွေရှိမယ်ရက်ကွက်တွေရှိမယ်အဲ့ရက်ကွက်တစ်ခုတည်းဟိုမှာကျွန်တော်တို့သွားမယ်ဆိုရင် micro ပေါ့အဲ့ရက်ကွက်ဟိုမှာထပ်ပြီးခွဲခြင်းတယ်ဆိုလမ်းပြန်ခွဲလို့ရတယ်အဲ့တော့လမ်းတောင်မှာကျွန်တော်လမ်းမျိုးစား main road ရှိမယ်ဒုတိယလမ်းရှိမယ်ပြီးရင်တတိယလမ်းရှိမယ်ခုမြောက်လမ်းရှိဆိုတာဟိုလမ်းရဲ့ level လေးတော့ဘယ်လမ်းဆိုဘယ်လိုမျိုးပိုကောင်းလဲဆိုတဲ့သဘောတရားကိုပြောချင်တာ main road ဆိုတဲ့ဟာမှာလူတို့မြတ်အင်ချက်မြေဝယ်ဘာနဲ့နီးတာပဲဝယ်မှာလဲ main road နဲ့နီးတာပဲဝယ်မှာပဲလေအဲ့လိုမျိုးအမျိုးအစားတွေကျွန်တော်ပြောချင်တာအဲ့တော့ဟိုဒီဈေးတန်းတွေပြောပြီးဆိုလို့ရှိရင်ကျွန်တော်တို့သိရမယ့်ချက်လက်တွေကိုပြောချင်တာပေါ့နော်ဒါတွေကတော့ဒီဈေးတန်းတွေနဲ့ပတ်သက်ပြီးပြောမယ်ဆိုသေးသေးချာချာလေးဟိုရှေ့မှာအများကြီးလေးလာမယ်ဟာတွေတော့ကြံသေးတယ်ဒါပေမဲ့ကျွန်တော်အားတွေပါရှင်းပြရဲဒီဟာမှာမပြီးဖြစ်မှာဆိုလို့ပေါ့နော်ကျွန်တော်ဒီဟာလေးကို10နိုင်လောက်ထိပဲအကြမ်းမြင်မှန်းထားလို့ပေါ့နော်ဟိုအကုန်လုံးပြောလိုက်ရင်မိတ်ဆွေတို့လည်းခေါင်းရှုပ်သွားနိုင်တယ်နောက်တစ်ခုကကိုကအကိုအနေနဲ့ဒါတွေကိုလေ့လာဖို့တူတယ်ဆိုတာလေးသိထားတယ်ဆိုတော့နောက်ပိုင်းကိုက set study လည်းသွားလို့ရတယ်နောက်ပြီးကျွန်တော် set study လုပ်ဖို့အတွက်စောင်းလည်းပေးပါကျွန်တော်နောက်ပြီးပြပေးမယ်ဘယ်လိုမျိုးလဲဆိုတာလေးပေါ့နော်အဲ့တော့အဲ့ဒါတွေကျွန်တော်မပြောတော့เนาะရှေ့ဒီဈေးတန်းကိုပဲပြောတော့အဲ့တော့ပေါက်ဈေးတန်းကိုအတိတ်ပဲသတ်မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေနဲ့ရှင်ရမယ်ဆိုတော့ soul listing ဒီရက်ကွက်ဒီလမ်းထဲမှာဘယ်လောက်နဲ့ရောင်းဝယ်ဖြစ်သွားလဲဆိုတဲ့ဟာကိုကြည့်အောင်အဲ့မှာတစ်ခုရှိတာ manipulate အလုံးမခံနဲ့လိမ်ညာမခံသေးနဲ့အဲ့ဒါဘာလဲဆိုရင်ဟိုက soul listing ပေါ့ဥပမာရက်ကွက်တစ်ခုတည်းမှာအိမ်နေရှိအိမ်နေရှိတဲ့အခါမှာmanipulate ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်လူတဦးတယောက်ကဒီထဲဝင်လာသူ့ရှိမှာဒီထဲမှာ10ကွက်လောက်သူရှိတယ်ဆိုကြပါဦး10ကွက်လောက်ရှိတယ်ဆိုလို့ရှိရင် तू ကမဆိုင်တဲ့အကွက်တစ်ကွက်နှစ်ကွက်လောက်ကို तू ကပုံမှန်သိန်း200လောက်ပေါက်တဲ့အချိန်မှာ तू က900လောက်နဲ့ကောက်ပေးထားလိုက်ဘော်ဒီယာတစ်ခုကအဲ့ဆိုရင်ကျွန်တော်က soul listing လို့ပြောလိုက်မယ်ရောင်းဝယ်နောက်ဆုံးဖြစ်သွားတဲ့စီဟာဒီနာ900ပေါက်တာဟာပေါက်စီတန်းဆိုသွားပြီးတော့သတ်မှတ်လို့မရအဲ့မှာမြန်မာပြည်ရဲ့လက်ရှိအခြေအနေအဲ့ဒါဖြစ်နေအဲ့လိုဖြစ်နေတယ်ဆိုတော့ဟိုဒီเจ้าနေနဲ့ပတ်သက်လာပြီးတော်တော်လေး analyze လုပ်ပြီးတော့တွားတဲ့လူလောက်ပဲသိတာအဲ့တော့ဈေးခွက်ကြောင်သိဖို့ဆိုတာဒီနေ့ချက်ချင်းလုပ်ဒီနေ့ချက်ချင်းမသိဘူးအနည်းဆုံးဒီနေ့မှာ6လတစ်နှစ်2နှစ်3နှစ်လောက်ကိုကမြေပြင် ground မှာလှည့်နေနိုင်မှာဟုတ်လားဒီဈေးတန်းကဘယ်လိုမျိုးဖြစ်တယ်ဆိုတာသိရင်အဲ့တော့200နဲ့900လောက်ပေးချလိုက်ပြီးတော့သူတစ်ခွက်လောက်ဝယ်ပြမယ်နောက်ဆုံးနောက်ထပ်တစ်ခွက်600နဲ့ကျွန်တော်ဝယ်ပြလိုက်မယ်အဲ့ဆိုရင်ဒီဈေးတန်းကချုပ်ပြီးသားဖြစ်သွားလိမ့်မယ်အနည်းဆုံး400လောက်ဆိုရင်ပေါက်ဈေးဆိုပြီးတော့တတ်မှတ်လိုက်ကြလိုက်အဲ့တော့ soul listing ရဲ့အားသာချက်အားနည်းချက်ဆိုတော့အမှန်နဲ့နောက်ဆုံးဆောင်ဝယ်ဖြစ်သွားတာဘယ်လိုအဲ့တော့ဘာကြည့်လို့ရလဲဆိုတော့ဒီလူတွေဘယ်လိုလူတွေကဝယ်နေလဲတရားလူတွေအားလုံးကြားဘူးလေကြားဖြန့်ဘော်ဒီကတော့မြန်မာပြည်မှာအဲ့ဒါစီးစင်းမှုပုံများတယ်နောက်တစ်ခုကငွေကြေးခွာချမှုတွေဒီ source တွေကိုနားလည်အောင်လုပ်အဲ့တော့ soul listing ဆိုပြီးတော့ပေါက်ဈေးတန်းဆိုပြီးတော့သူများပြောတာကြီးကောင်းနှိပ်ပြီးတော့ဒီဈေးနဲ့ပေါက်တယ်ဟာဆိုပြီးတော့ကိုကမသိပဲနဲ့ကို client ကသွားပြီးမပြောနဲ့ကိုတဲ့သိတဲ့လူတွေပြီးဒီအင်ချမ်မီဝယ်တဲ့လူတွေကတချို့ရှိတယ်ကျွန်တော်အင်ချမ်မီလုပ်တယ်ကိုကပွဲစားလုပ်တယ်ဆိုပြီးတော့ငါသိငါတက်တယ်များတယ်တကယ်တော့ကျွန်တော်တို့ငါသိငါတက်မဟုတ်ဘူးကိုတဲ့သိတဲ့လူကလာဝယ်နေအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဒီလို manipulate လုပ်နိုင်ခြေရှိတဲ့ဟာကိုကြိုမြင်ရအဲ့တော့ market မှာအဲ့လိုလူက900နဲ့600ဝယ်ပြရင်သူ့မှာ10ကွက်ရှိတယ်လေသူ300နဲ့ပဲရောင်းဘယ်လိုဖြစ်သွားအဲ့ဆို300နဲ့ပဲရောင်းသူ10ကွက်ကသူအရင်ကကြည့်သွားပြီအဲ့တော့ဒီမှာဆိုရင်200တွက်ကြည့်လိုက်ကျွန်တော်က calculation တွက်တဲ့ထဲမှာကျွန်တော်အုံထောင်တိတ်အလုံးမလုပ်ကျွန်တော်သဘောတရားပဲလုပ်ထဲမှာပါတယ်တွက်ကြည့်လိုက်လေမြက်လားမမြက်ဘူးလား10ခွက်လောက်ရှိတဲ့သူတွေအတွက်အဲ့တော့တချို့မျိုးပြစီမံကိန်းတွေပေါ်တယ်တချို့ manipulate လုပ်ချင်တော့ကွက်ကြီးတွေဝယ်တယ်များများဝယ်ပြီးတော့ပြီးတော့ဈေးနှုန်းလောက်1000ဟို200နဲ့900လောက်1000လောက်တက်သွားပြီဆိုရင်သူက900လောက်နဲ့ short ပြီးပြန်ရောက်တယ်အဲ့အချိန်မှာပူမသိပါမသိကျွန်တော်တို့လူတွေက soul list ကိုကြည့်ပြီးတော့ပေါက်ဈေးတန်းဆိုပြီးဝယ်လိုက်တဲ့လူတွေကခံရတာအဲ့တော့ကျွန်တော်ဒီဇာတ်ကားဘာရှိမလဲဟောပိုက်ပေါ်မိတယ်ဟုတ်တယ်မလားအဲ့စကလုံးကျွန်တော်ပေါ်လာအဲ့တော့ soul listing တွေကြည့်တဲ့အခါမှာသတိထားပါပေါက်ဈေးတန်းတွေချိန်တဲ့အခါမှာသတိထားပါအဲ့တော့နောက်ဆုံးရောင်းဝယ်ဖြစ်တဲ့ဟာတော့မှန်တယ်သို့ပေမဲ့ဒီရောင်းဝယ်ကဘယ်လိုကဝယ်ဘယ်လိုကရောင်းဝယ်ဆိုတာသိရအောင်နောက်ဆုံးဘာနဲ့တည်တင်လဲဆိုရင်ဥပမာပေါ့ကျွန်တော်တို့ခုနပြောတဲ့ဘယ်သူဝယ်လဲဆိုတော့မျိုးခံလားဒါမှမဟုတ်အခြားလားရန်ကုန်ဆိုအခြားလူတွေများတယ်စစ်ပေးချောင်းတွေရှိမယ်နော်ကျွန်တော်ခုနပြောတဲ့ကြားဖြန့်တွေရှိမယ်ငွေကြေးခေါ်အားချမဲ့သူတွေရှိမယ်
အခြားပေါ့ကျွန်တော်တို့မြင်နေကြမျက်နှာသစ်တွေဖြစ်နေတာပေါ့နော်ရင်းနှီးပြီးသားလူတွေမဟုတ်နေဒီမျိုးမှနေတာအခုမြောက်တကုံမှာဈေးတက်သွားတယ်လူကန်တွေဝယ်နေတာလားဒါမှမဟုတ်တခြားလူကမျိုးကလူတွေဝယ်နေတာလားကြည့်လိုက်လေအဲ့သဘောတရားတွေကျွန်တော်ကဘာလို့ရမလဲနားလဲအဲ့တော့ဘယ်သူဝယ်ရတဲ့ဆိုတော့ကျွန်တော်တို့သိရမယ်နောက်တစ်ခုကဘာချင်ရမလဲ income ratio ပေါ့နော်ဥပမာကျွန်တော်တို့အလုပ်လုပ်တယ်တစ်လမှာ10သိန်းရှာနေဆိုရင်တစ်နှစ်ကို120ဟုတ်တယ်နော်မှားမှာဆိုလို့120ဝင်တဲ့လူကသိန်းတစ်ထောင်စုဖို့ဆိုရင်ဘယ်နဲ့ဘာအနည်းဆုံး8နှစ်9နှစ်ဝင်ကျင်လောက်သွားမှာပါမဟုတ်ပါတော့တချို့ကျတော့ဒီ120မှာ leverage ယူပြီးစီးပွားရေးတစ်ခုတည်းထည့်ပြီးပွားတာတော့ရှိမယ်9နှစ်8နှစ်9နှစ်တွေလောက်မဟုတ်ပြန်သို့ပေမဲ့ကသိန်း1000 2000ကိုလာပိုင်းတွင်တက်သွားတာဟုတ်လားနှစ်ပိုင်းတွင်တက်သွားတာမျိုးတွေမှာဖြစ်တင်ပြစ်လိုက်တာလည်းပိုသွားတာမျိုးတွေရှိကောင်းရှိနိုင်တော်ရရတော့ကအဲ့လိုမျိုးအခြေတင်မှာဒါ value အစစ်အမှန်နဲ့တက်တာလားဆိုတာကျွန်တော်တို့ကြည့်ရဥပမာပေါ့ကျွန်တော်တို့မြန်မာရွှေနဲ့ကမ္ဘာရွှေနှစ်ခုရှိတယ်မြန်မာကမ္ဘာရွှေကတက်ရင်မြန်မာရွှေတက်တာလားကျွန်တော်တို့ကြားကောင်းသေးတယ်ဒါပေမဲ့ကမ္ဘာရွှေကကြာတယ်ဒါပေမဲ့မြန်မာရွှေကတက်တယ်အမှစဉ်းစားစရာဖြစ်သွားတယ်ဟုတ်ဆိုတခုရှိတာကမ္ဘာရွှေမှာဝယ်လူကအရာအလုံးကဈေးကွက်ဆိုတာဝယ်လူကရောင်းလူကပေါ်ပဲမူတည်နေကမ္ဘာရွှေဈေးကျတယ်ဆိုတာဝယ်လူကနေသွားလို့ဟောတရားကရှေ့တာပဲဘာလို့မြန်မာရွှေကတက်သွားလဲဆိုရင်ဝယ်လူကတက်လာလို့အဲ့မှာမြန်မာကဘာလို့တက်သွားလဲဆိုရင်ကျွန်တော်မြန်မာပြည်ကလူတွေတော့ကျွန်တော်ရှေ့ပါပြောတယ် investment လုပ်စရာရွှေဒေါ်လာအင်ချမ်းမီကစသဖြင့်အဲ့လိုမျိုးကို business ဆိုပြီးရှိမိထဲမှာရွှေကဘာဖြစ်နေဆိုထိတ်ဆုံးမှာပြေးနေတာအင်ချမ်းမီနဲ့သူနဲ့အခုပြေးနေထဲမှာပါတယ်ဒါအရင်တော့ကအချိန်ဒီတိုင်းဆိုရွှေက first runner နဲ့သူကပထမဆုံးပြေးနေလို့နောက်ပိုင်းမှာအင်ချမ်းမီကလိုက်လာတကယ်အင်ချမ်းမီဈေးတွေကြည့်လိုက်ရင်မြန်မာပြည်ရဲ့အဓိကအပြောင်းလဲ2010 2014အခု2020ကနေစပြောင်းတယ်တေချာကြည့်လိုက်ကလန်ဒါကြတွေသွားတယ်ကလန်ဒါကြဆိုကျွန်တော်ဟိုကတွက်တဲ့လူတော့မဟုတ်ဘူးနော်အဲ့တော့နားလဲအောင်ကျွန်တော်တို့ရဲ့အခြေအနေသိတင်တယ်အဲ့တော့အဲ့မှာကမ္ဘာရွှေကကြပြီးတော့မြန်မာရွှေတက်လဲဆိုမြန်မာပြည်မှာ panic ဖြစ်လွယ်တခုဆုံးဝင်တိုးဝယ်လိုက်ဟိုကျွန်တော် max တွေပါတယ်ကိုဗစ်ကာလတွေမှာလေလိုရတာမလိုရတာမသိဘူးကိုယ်အိမ်မှာရှိတယ်ဆိုဝင်တိုးဝယ်လိုက်အဲ့တော့လူတွေရဲ့ကိုမဝင်သူဝင်မှာပဲလေဟုတ်တယ်မအဲ့တော့ဘာဖြစ်လဲငါလည်းဝယ်မရမယ်ဆိုတာဖြစ်လာအဲ့တော့တချို့ရက်ဒီမှာဆိုရင်ဘာဖြစ်တော့မယ်ညာဖြစ်တယ်မယ်ဆိုလို့ရှိရင်တချို့ဒီ shopping mall တွေဆိုရင်လူတွေကြက်တာလို့ဝယ်တာအဲ့လိုမျိုးရှိနိုင်ဥပမာတခုခုမနေ့ကထပြီးတော့ဘယ်ဘိုင်းရဖျားဖြစ်မယ်ပြောဒီမနေ့ကညာအဲ့ဒါစီဟို shopping mall တွေအကုန်လုံးကလူပြည့်နေလိုက်အဲ့တော့အဲ့ဟာသဘောတရားနားလဲလိုရတာမလိုရတာတဲ့ပိုတဲ့ဈေးနှုန်း artificial inflation တွေ artificial ဒီ evaluation တွေဖြစ်လာစစ်မှန်တဲ့အတက်နှုန်းတွေကျွန်တော်တို့မတွေ့ရတော့အဲ့ဒါကိုကျွန်တော်တို့မလုပ်ရမယ်ဆိုတော့နားလေ income ratio ကလည်းအဲ့တိုင်းပဲသူအလောကဘယ်လောက်ရလို့ဘယ်လောက်ဝင်နိုင်တာမလို့လေစီးပွားရေးတစ်နှစ်နေလို့သူသိန်း1000လောက်မြင်ဘယ်စီးပွားရေးလုပ်နေလို့လေအဲ့တော့မြန်မာပြည်မှာစီးပွားရေးလုပ်မှအင်ချမ်းမြေဝယ်မလားမင်း mostly 800လောက်ကအင်ချမ်းမြေဝယ်တော့မယ်ဘာလို့ဆိုတော့စီးပွားရေးလုပ်တာမကြိုက်လို့တဲ့နော်ဘယ်သူမှဒီရလူတွေကြည့်လိုက်လေဘယ်သူကစပြီးတော့ပကံစရောင်းမလို့ကိုယ့်အကူလုပ်ပြီးတော့အဲ့တော့မီဂျိုးစပြီးတော့ဘယ်သူကရောင်းမှာမြန်မာပြည်မှာ innovation နေတဲ့စီးပွားရေးအရင်ဟိုမှာမဖြစ်တဲ့ခါဒီစီးပွားရေးရတဲ့ဟိုဒီလည်းသိမရှိဘာလို့ဒီစင်းလုံးတွေတက်နေတာလဲဒါတွေကျွန်တော်တို့နားလဲရအောင်အဲ့တော့ client တွေနဲ့တွေ့ပြီဆိုရင်ဝယ်လိုက်တော့တက်မှာနောက်နှစ်ဆိုဘယ်လိုမျိုးဖြစ်တော့မှာတခုပြောစရာရှိတာဒီအင်ချမ်မီနဲ့ပတ်သက်တဲ့ဈေးနှုန်းပဲဖြစ်ဖြစ်ကြိုက်တဲ့ဈေးနှုန်းဖြစ်ဖြစ်အနာဂတ်မှာဘယ်လိုဖြစ်လာမလဲဆိုတော့ဘယ်သူမှဟောကိန်းမထုတ်နိုင်အဲ့လောက်ဟောကိန်းထုတ်တာတော်နေကျွန်တော်တို့တွေကသူတို့ပဲမေးတော့မှာပေါ့ကဘာပေါ်မှာဘယ်သူမှမမြင်နိုင်တဲ့အရာတွေအများကြီးရှိအဲ့မမြင်နိုင်တဲ့အရာမှာကိုကသိတယ်လို့ပြောရင်အဲ့လူကမသိသေးလို့မသိဘူးမှန်တယ်ကိုကခြေနေပေါ်မူတည်ပြီးလှုပ်ရှားမယ်ဆိုတဲ့လူသိလို့တခုခုဆိုပန်းနေမဖြစ်နဲ့ကျွန်တော်အမြဲဗာပြောလို့ရှိရင်ကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးဟုတ်တယ်မနေ့ကစီပြက်တယ်ဟုတ်လားကိုပဲသွားမရတာမဟုတ်လေတခြားလူလည်းသွားမရတဲ့ကိစ္စအရင်တိုးနေတော့လိုအပ်တာထက်ပိုဝိုင်းဒါကြီးကဖြစ်နေတာပေါ့ဟုတ်တယ်မလားကိုမှမနေ့ကစားတော့တွေတိုးဝေဝင်ကြတယ်ပြည့်ညှက်ကြတယ်ဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့ဟုတ်တယ်မလားဒါမျိုးတွေကျွန်တော်သိရအဲ့တော့ပေါက်ဈေးတန်းနဲ့ပတ်သက်ပြီး soul listing ကိုချိန်တာတော့ချိန်မချိန်နဲ့မဟုတ်ချိန်ဒါပေမဲ့ဒီပြဿနာရှိတယ်သိရမယ်နောက်တစ်ခုကခေါ်ဈေးတန်းအဲ့တော့လက်တလောမှာ income ရောင်းတဲ့80% sorry 80% to 90%ကပြဿနာကြုံရတယ်ဆိုတော့ခေါ်ဈေးတဲ့နေရာမြင့်နေတာကြုံရတယ်အဲ့တော့တချို့နေရာတွေကကျွန်တော်လေလုံးဝမဖြစ်တာလေကြုံရတဲ့ဈေးတန်းပေါက်တာပေါ့ဥမာအယောင်တစ်ခုဒီကလူတွေလောက်ကြတယ်ပေါ့ကျွန်တော်တရားလာအပ်တယ်ဆိုလို့ရှိရင်အများစုကဘာဖြစ်လဲဈေးနှုန်းများတာများအဲ့တော့ဒါကြိုက်ဒီဈေးကြီးများနေတာတိတိနဲ့ကိုတင်ရမလားဆိုတဲ့စိတ်ကဝင်လာအောင်အဲ့တော့ခုနပြောလို့ပေါ့ပညာပိုတက်လာလေတွေပို့ပြီးတော့အယောင်တင်ခြင်းစိတ်ကနည်းလာလေဥမာ market ချိန်တွေကဖြစ်တင်တာနဲ့တိုးတက်တာမဟုတ်ဘူးဟုတ်လား artificial အတူရောင်တိုးတက်လာတဲ့ဟာကိုကရောင်းပြီဆိုရင်ကိုစိတ်ထဲမှာကျွန်တော်ပြော ethic အရာလုံခြုံမှုမရှိတော့
လုံးလို့တိတ်အဆင်မပြေတာမျိုးရှိတတ်တယ်အဲ့တော့ခေါ်ဈေးတန်းတွေရဲ့လက်တလောချိန်မှာ80 to 90%ဈေးမြင့်တာများတယ်လက်တလောဖြစ်တင်တာထက်ဆိုင်ကိုယ်တိုင်လည်းဝယ်တဲ့သူတယောက်အနေနဲ့ချိန်ထိုးကြည့်လိုက်ပေါ့အဲ့လိုမျိုးတွေကျွန်တော်တို့ကြည့်ရမယ်နောက်တစ်ခုကဝယ်လို့ဈေးတန်းဆိုတာအဲ့တိုင်းပဲဝယ်လို့ဈေးတန်းတက်ရှိတယ်မိတ်ဆွေကဥပမာ iPhone ကသိန်းအခုဆိုရင်သိန်း60ရှိတယ်ဆိုရင်ကိုယ်ဝယ်ခြင်းတဲ့ဈေးကသိန်း30ဖြစ်မှာဘော်ရီကတော့အင်ချမီမန်တဲ့အတိုင်းပဲဖြစ်သူတို့ပေါက်တာတော့သိန်း3000ဝယ်ခြင်းတဲ့လူတွေကတော့2000ဖြစ်နေဖြစ်အဲ့ဒါလည်းသိနေရအဲ့တော့ဝယ်လို့ဈေးတန်းမှာဘာလို့သိတင်တာလဲမေးလို့ရှိရင်ကျွန်တော်အင်ချမီဝယ်တဲ့အခါမှာအရေးကြီးဆုံးအချက်ကနံပါတ်1က location ဆိုပြီးပြောကြတယ် location အရေးကြီးဆုံးပဲဆိုတဲ့ဟာမှန်တယ်နောက်တစ် rule တစ်မျိုးထပ်ပြောပါဆိုလို့ရှိရင်ပေါက်ဈေးထက်ဝယ်တဲ့အချိန်မှာ short ဝယ်နေအောင်ဆိုတာအင်ချက်မြေကိုမြက်အောင်ဝယ်ဖို့ဆိုတာဝယ်တဲ့အချိန်မှာမြက်အောင်ဝယ်ရအောင်ရောင်းတဲ့အချိန်မှာမြက်အောင်မြက်နေရတာမဟုတ်ဆိုတော့အင်ချက်မြေကိုဝယ်လိုက်ပြီဆိုတော့အချိန်နဲ့ကိုပြန်ရောင်းမြက်နေတဲ့အနေအထားတစ်ခုမှကြံနေရအဲ့မှာတချို့ကဈေးနှုန်းprice အရာဖြင့်ကိန်းကနန်းပေါ်မှာသွားတဲ့လူတွေရှိတယ်အဲ့ဒါမျိုးကျွန်တော်တို့သိရအဲ့မှာဝယ်လို့ဈေးတန်းပေါ့ဝယ်လို့ဈေးတန်းမှာကျွန်တော်တို့သိနေရမယ်ဝယ်လို့ဈေးတန်းမှာအဲ့ဟာသိတယ်ဆိုလို့ရှိရင်တယောက်ယောက်ကမိတ်ဆွေတယောက်ရောင်းမယ်ချက်ချင်းလို့တယ်ဆိုရင်ဝယ်လို့ဈေးတန်းသိခြင်းအပြင်ဟိုကဈေးတန်းအမှန်တစ်ခုဘယ်လောက်ရှိတယ်ဆိုတဲ့ဟာတစ်ခုကိုဟိုချက်ချင်းသူတန်းပြောနိုင်သူဘယ်ချိန်နောက်ထွက်မလဲတချို့အင်ချန်မေကဈေးတန်းတစ်ခုပြောလိုက်တယ်ဘယ်နှစ်ရက်တွင်းထွက်မယ်ဆိုတာကိုကကြိုသိနေတာမျိုးကြုံသွားလိုက်အဲ့ဒါကကြတော့ကိုယ့်စီမှာဟိုဝယ်ပေါ်မူတည်ရကြောအဲ့ဆောင်ဝယ်ဘာဖြစ်ရမလဲဆိုဝယ်လို့ဈေးတန်းသိရအဲ့တော့ဈေးကသုံးသက်ချက်တွေလောက်ပြီးအခါမှာဒီ၃ချက်ကိုကိုကနားလဲထားရမယ်ဒီ၃ချက်ကိုကိုနားမလဲပဲနဲ့ဈေးတန်းတွေပြောတယ်ဆိုလို့ရှိရင်ဘယ်တော့မှဈေးတန်းအတူမှာမဟုတ်ဥပမာကိုကခေါ်ဈေးတန်းသွားပြီးတော့ဘယ်ဈေးဖြစ်ပါတယ်ဆိုပြီးတော့ပေါက်ဈေးတန်းတပြောရင်ဒီအောက်ကလူတွေကကိုယ် blame မယ်ဟောတိုက်ခိုက်မယ်အဲ့လိုပဲကိုကဝယ်လို့ဈေးတန်းပြောရင်ရောင်းတဲ့သူကကိုယ်လာပြောမယ်သူဈေးနည်းဆုံးဖြစ်နေတာဟုတ်တယ်မလားဈေးနည်းဆုံးဖြစ်ရင်ရောင်းတဲ့သူကပြောမယ်ရောင်းတဲ့သူအဲ့ကြားထဲမှာကျွန်တော်ဘာလို့မျှတအောင်ပြောနေရဟောဒါကတော့ဘယ်လိုဈေးနှုန်းမျိုးဖြစ်တယ်ဆိုတော့ခေါင်းစဉ်တစ်ခုတက်ကြတယ်ခေါင်းစဉ်မတက်ဘဲနဲ့ပြောလိုက်တယ်ဒီနားဘယ်လိုပေါက်တယ်ဆိုတဲ့ဟာအချမ်းပြင်းပြောချလိုက်ရောင်းတဲ့သူကကိုယ်ပြောမှာပေါ့ပြီးတော့လန်တလန်မတူဘူးဒီလန်တလန်ရှိတယ်ဒါက main လန်နဲ့နီးတယ်အဲ့တော့မြေကွက်ကဒီမှာရောင်းတာနဲ့ဒီမှာရောင်းတာနဲ့မတူဘူးဒီမှာရောင်းတဲ့ဈေးနဲ့ဒီမှာရောင်းတဲ့ဈေး main လန်နဲ့နီးတဲ့လူကပို့ပြီးတော့ဈေးကောင်းမရအဲ့တော့ဈေးကောင်းရတာမှန်တယ်200ပိုများတာလား2000ပိုများတာလားကျွန်တော်တို့မပြောနိုင်ဒီမှာလည်းအတိုင်းပဲဒီမှာလည်းသူဈေးတန်းလျောက်ရှိအဲ့ဒါကျွန်တော်တို့လန်တလန်ထဲမှာနေဈေးလုံးဘယ်လောက်ပေါက်လဲဆိုတော့အကြမ်းဟိုဘလို့မှပြောလို့မရအတိအကျပြောလို့မရအကြမ်းပြင်းတော့ပဲပြောလို့ရအဲ့ပေါ်မှာလေကိုကတိနေဖို့လိုအပ်တယ်လို့ကိုကဘိုင်းရအယောင်းနေသူပဲသေသေးချာချာပြောနိုင်ရမယ်ဆဲလာsorry ဝယ်သူရောင်းသူစတီချာရှင်းပြနိုင်ရမယ်အဲ့တော့ရောင်းတဲ့သူကပြောမယ်ပေါ့နော်ကိုလိုချင်တဲ့ဈေးတန်းဘယ်လိုမျိုးရှိတယ်ဘာပြောပြီဆိုလို့ရှိရင်မဟုတ်ဘူးမတန်ဘူးပါညာလည်းမပြောအောင်တချို့ရှိရလေဥမာတချို့အိမ်ချန်မီတွေကကျွန်တော်တို့မမြင်နိုင်တဲ့အခြေအနေမှာခေါ်တာရှိဥမာလူတွေကသိန်း1000ခေါ်တယ်ကျွန်တော်အဲ့ဒါကိုတန်တယ်ရာသိန်းဖြစ်နေသိန်းဖြစ်ထားပါတော့သိန်းပေါင်း3သိန်းခေါ်တယ်ဆိုကြပါစို့နေရာတစ်ခုကျွန်တော်တို့အဲ့နေရာတန်တယ်မတန်ဘူးကျွန်တော်တို့ကဆုံးဖြတ်လို့မရငွေကင်ထားတဲ့လူကဆုံးဖြတ်လိုက်ဘော်ဒီကတော့တန်တယ်မတန်တယ်ဆိုတော့တချို့ရောင်းဝယ်တွေကျွန်တော်ခုနပြောဆို80 to 90%လောက်မတန်တာများနေခါကျတော့မတန်ဘူးလို့လည်းသွားပြောလို့များကျွန်တော်တို့ကပေါက်ဈေးတန်းနဲ့ရှင်မယ်ဆိုရင်တော့များတာတော့မှန်တယ်တချို့လူတွေတော့တိန်းသိန်းဆိုတဲ့ဟာမှာလေသူတက်တန်နေပါသူကကျွန်တော်တို့ဟိုစီးပွားရေးစကားအရပြောမယ်ဆိုရင် opportunity cost ပေါ့ဒီမှာသူတို့ကဘယ်လိုမျိုးတွေ့ရဟုတ်ပြီဒီနေရာမှာကျွန်တော်တို့က3,500နဲ့ဝယ်လိုက်တယ်ဆိုလို့ရှိရင်3နှစ်ကနေပဲ4နှစ်တန်းမှာဒီမှာကိုစီးပွားရေးလုပ်ပြီးတော့ဗါလေမှတစ်စင်ဒီ3သိန်း3နှစ်ရ4နှစ်ကြာ break even ပြန်အရင်ကြည်ရမယ်လို့ပြောချင်တယ်ကိုစီးပွားရေးတစ်ခုလုပ်တယ်တစ်လတည်းအရင်ကြည်ချင်တာလုပ်ချင်တာလား2လတွင်းရေးကြည်နေတာလုပ်ချင်တာအဲ့တော့3,500ကို3နှစ်ကနေ4နှစ်အတွင်းအရင်ကြည်နိုင်တယ်တစ်နှစ်တင်လည်းအရင်ကြည်နိုင်မယ်ဒါက तू လုပ်တဲ့အလုပ်ပေါ်မူတည်ကျွန်တော်တို့လုပ်တာမဟုတ်ဘူးဟုတ်တယ်မအဲ့ပေါ်မှာမတန်ဘူးတန်တယ်ဆိုတဲ့ဟာမှာ तू ကကြည့်လိုက်တယ်နေရာတစ်ခုသူ့အတွက်နေရာက key point ကျနေတယ်ဆိုတဲ့ရှင်သူလိုချင်တဲ့စီးပွားရေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကိုကသွားပြီးတော့တပြောလို့မရကျွန်တော်တို့ကလေပြည့်ရုံနဲ့မရသဘောတရားကွာကျွန်တော်အဲ့ဟာကိုသိနေဖို့လိုအပ်တယ်တော်တော်များများတို့အင်ချမ်မီနဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့အင်ချမ်မီ agent တွေဟာခုနပြောသူများဟိုသွားပြီးတော့ဆွတ်ဖက်လေးရှိဆွတ်ဖက်တာမျိုးမလုပ်ပါဘူးကိုကကိုယ်ဝင်လင်းပြောကျွန်တော်အနေနဲ့ဟာလာလူတွေကပြောပြီးဈေးတန်းဆိုတာအတိအကျသတ်မှတ်လို့မရဘူးဒါကတော့အချမ်းပြလူတွေဘယ်လိုခေါ်နေကြတယ်ဘယ်လိုမျိုးဝယ်နေကြတယ်ဘယ်လိုမျိုးရှိနေကြတယ်ဘယ်လိုမျိုးသွားနေကြတယ်ဒါကိုကိုကရှင်းပြရမယ်ကိုအနေနဲ့လည်းဒီနယ်ပယ်ကိုကိုယ့်ထက်ကျွမ်းတဲ့လူတွေပဲလာဝယ်တယ်လို့အများနဲ့မှတ်ထားရမယ်အဲ့တော့ကိုကကျွမ်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆရာကြီးပုံစံမျိုးတော့မပြောပါနဲ့ဘယ်လိုဝယ်ရမယ်လို့advisor ပုံစံမျိုး advisor ဆိုတာ financial advice လုံးဝပေးတဲ့ပုံစံမျိုးမလုပ်ပါနဲ့
ဒါကတော့ဘယ်လိုချက်လက်ပြောလို့ရတယ်ဒီလမ်းဘယ်လိုမျိုးချက်လက်ရှိတယ်ကျွန်တော်တို့ဘယ်လိုသတင်းကြားထားတယ်ဥပမာဒီလမ်းခင်းမယ်ဆိုတဲ့သတင်းတစ်ခုကြားတယ်ဘယ်သူကကြားစုပြောနိုင်ရဘယ်သတင်းမှပြောတာလဲဘယ်လူကပြောတာလဲအဲ့လူကပြောတာဒီလူကပြောတာတေချာတော်မတေချာလို့ဆိုမတေချာဘူးပြောတေချာရင်တေချာတယ်ပြောမော်ရီယာတို့ကကျွန်တော်သိတာဒါပဲသိရေကတော့ဒီလောက်တက်တယ်ကျွန်တော်တော့ဒီနားဘယ်လောက်တက်လဲတော့မသိအချမ်းမြင်တော့ဒီလောက်တက်တယ်ဒီထက်လည်းပိုရင်ပိုမယ်မပိုရင်လည်းမပိုအဓိကကိုယ့်ရဲ့စိတ်ထဲမှာကိုယ်ပွင့်လင်းလင်းဒီဟာနဲ့ပတ်သက်ပြီးသိပြီးတော့ transparency ရှိရအဲ့တော့အဲ့လောက်မျိုးစိတ်တက်မျိုးမရှိဘူးဆိုရင်ဒီလုပ်ငန်းလုပ်ရတာဟိုပညာနဲ့ယက်တည်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့တော့ခုနပြောဆိုဒီလုပ်ငန်းလုပ်ဖို့အတွက် vision အနေနဲ့ချမှတ်တဲ့အခါတွေမှာ mission အနေနဲ့ချမှတ်တဲ့အခါမှာဒါတွေကကျွန်တော်တို့လုပ်ငန်းကိုယ့်ရဲ့ vision မှာဆိုရင်ဒါက vision မှာဆို mission တစ်ခုဖြစ်နေမှာဈေးကွက်အကြောင်းနားလည်ဖို့